Hi ဒီနေ့ညစာကတော့ဆလတ်ရိုးလေးတွေပါပဲတပူးမှ40ဘတ်ထဲနော် sauce လေးကလည်း wasabi အရသာလေးနဲ့ဆက်လေးအရန်လိုက်ဖက်တာပဲအထဲမှာပါတဲ့ကနန်းချောင်းနဲ့ဝက်ဥချောင်းကလည်းလက်ဆက်နေရောပဲဒီလိုမျိုးလေးကိုအိမ်မှာကိုယ်တိုင်လုပ်မယ်ဆိုရင်ပို့ပြီးတော့လည်းတန့်ရှင်းမယ်အရသာကလည်းကိုကြိုက်သလိုဖန်တီးလို့ရသေးတယ်လीနော်တကယ်လို့ဒါကိုလုပ်ငန်းလေးတစ်ခုအနေနဲ့ရောင်းမယ်ဆိုရင်လည်းအမြတ်အစွန်းကတကယ်ကိုမိုက်တယ်လို့ပြောရမယ်စိတ်ဝင်စားရင်စမ်းကြည့်ကြအောင်နော်အခုပြောပြတော့တဲ့အကြောင်းအရာလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like လုပ်ပေးဖို့နဲ့ comment မှာရေးပေးခဲ့ပါဦးနော်အားလုံးရဲ့ comment လေးကိုဖတ်ရတာခွန်အားဖြစ်စေလို့ပါအဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတာ